ဒီနေ့ခေတ်မှာချင်းစောလို့ခေါ်တဲ့လွှာဇက်တွေကိုတက်ပင်ကြီးတွေလှဲဖို့တက်လုံးတွေဖြတ်ဖို့တက်တော်လငန်းတွေနဲ့ပဲဆက်ဆက်ပြီးမြင်ဘူးကြားဘူးကြမယ်ထင်ပါတယ်။ဒါပေမဲ့အားတင်စရာအချက်တစ်ခုကတော့ဒီလွှာဇက်ကိုအစပိုင်းမှာတက်တော်အတွက်မဟုတ်ဘဲခွဲစိတ်ခန်းထဲမှာသုံးဖို့တီထွင်နေတာဖြစ်ပါတယ်။အချိန်ကာလကတော့80ရာစုနှောင်းပိုင်းအဲ့ဒီအချိန်တုန်းကကလေးမွေးဖွားမှုဟာမိခင်တွေအတွက်အသက်အန္တရာယ်အလွန်ကြီးတဲ့ကိစ္စတစ်ခုဖြစ်နေစေပါလွန်ခဲ့တဲ့နှစ်200ကျော်အတွင်း C-section ခွဲမွေးမှုတွေကအလွန်အန္တရာယ်များပြီးမိခင်သေဆုံးမှုလည်းအများများခဲ့ပါတယ် ဒါကြောင့်ကလေးကပြောင်းပြန်နေတဲ့အခါသို့မဟုတ်ကလေးအရွယ်စားကြီးလွန်ပြီးမွေးလန်းကြောင်းကနေမထွက်နိုင်တဲ့အခါဆရာဝန်တွေဟာ Symphysiotomy လို့ခေါ်တဲ့ခွဲစိတ်နည်းကိုအသုံးပြုရပါတယ်။ဒီခွဲစိတ်နည်းကမိခင်ရဲ့တင်ပါဆုံးယူအဆီကိုလိဖြတ်ပြီးမွေးလန်းကြောင်းကိုချဲ့ပေးရတာပါ။အဲ့ဒီခေတ်မှာထုံဆေးကြောင်မရှိသေးတဲ့အတွက်လူနာထွက်တော့တကယ်ကိုငရေခမ်းတစ်ခုလိုခံစားရစေခဲ့ပါတယ်။1980ပြည်လို့နှစ်တွေမှာစကော့တလန်ကဆရာဝန်2ဦးထက်တဲ့ John Aitken နဲ့ James Jeffrey တို့ကအရေးကြီးတဲ့အချက်တစ်ခုကိုတတိထားမိခဲ့ကြပါတယ်။ ရိုးရိုးသားနဲ့ခွဲဟင်းအချိန်ကြာလွန်ပြီးလူနာအရင်နာကျင်ရတယ်ဆိုတာပါအဲ့ဒီပြဿနာကိုဖြေရှင်းဖို့သူတို့က osteotome လို့ခေါ်တဲ့ကိရိယာတစ်ခုကိုတီထွင်ခဲ့ရပါတယ်ဒီကိရိယာဟာလက်နဲ့လက်အသုံးပြုရတဲ့စက်ထိပြီးသွားစိတ်လေးတွေပါတဲ့တန်ကြိုးတစ်ခုပါရှိပါတယ်လက်ကင်ပင်ကိုလဲလိုက်တာနဲ့တန်ကြိုးပေါ်ကသွားစိတ်လေးတွေကအယိုးကိုမြန်မြန်ဆန်ဆန်လှီးဖြတ်ပေးနိုင်ပါတယ်ဒါဟာဒီနေ့ကျွန်တော်တို့ထိနေတဲ့ခက်တဲ့ချင်းစောရရှေ့ပြေးပုံစံအမှန်တကယ်ပဲဖြစ်ပါတယ်1830ဝန်းကျင်မှာဂျာမန်ဆရာဝန်ဘာနတ်ဟိန်းကဒီစက်ကိုပုံမကောင်းမွန်အောင်ပြင်ဆင်တီထွင်ခဲ့ပြီးအယိုးခွဲစိတ်မှုတွေမှာတွင်တွင်ကြဲကြဲအသုံးပြုလာခဲ့ပါတယ်အချိန်တွေဆက်လက်လွန်သွားပြီး20ရာစုအစ1905ခုနှစ်ဝန်းကျင်မှာအမေရိကန်နဲ့ဂျာမန်တီထွင်သူတွေကဒီနည်းပညာကိုယူပြီးလုံးဝမတူညီတဲ့နေရာတစ်ခုမှာအသုံးချလိုက်ကြပါတယ်သူတို့အားတက်စီအငိမ့်တက်ထားတဲ့လွှားဆက်ကြီးတွေကိုဖန်တီးပြီးတစ်ပင်ကြီးတွေကိုလှဲဖို့အသုံးပြုလာကြတာပါစီးပညာတိုးတက်လာပြီး C-section ခွဲစိတ်မှုတွေဘေးကလွန်ရွလာတဲ့အခါလူကိုခွဲစိတ်ဖို့အသုံးပြုတဲ့ချင်းစောတွေဟာတမိုင်းလေးကိုတတိယပျောက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနီးပညာကတော့တစ်တော်လုံကရန်မှာအစားထိုးမရတဲ့အရေးပါဆုံးကိရိယာတစ်ခုအဖြစ်ဒီနေ့အထိဆက်လက်ကြံရစ်နေကြတာအမှန်ပဲဖြစ်ပါတယ်